ရိုးရှင်းတဲ့အိန္ဒိယမုတ်အချိုလုံနီများအားလုံးပဲမင်္ဂလာပါထောက်ဝန်ပရိသတ်တို့နေကောင်းကြလားရှင်အိမ်ရှင်မတို့ရင်ကိုရီးယားတရုတ်ပြည်ရတော့အခုအိန္ဒိယအလှည့်ပေါ်နော်အိန္ဒိယမုတ်ချိုလုံနီလေးတွေကလွယ်ကူပြီးတော့စားလို့လည်းကောင်းတာမလို့မြန်မာတွေလည်းအကြိုက်တွေ့တတ်ကြပါတယ်ဒါပေမဲ့ဈေးလေးနည်းနည်းကြီးနေတာကလွယ်ရင်ပေါ့နော်ဒါဆိုရင်ဈေးလည်းမကြီးပဲပေါ်ပေါ်လေးစားလို့ရမယ်ဆိုတော့လုံနီလေးတွေကိုစားလိုက်ကြရအောင်ပါနံပါတ်1မှုံမွေးစိမ့်စိမ့်ပဲနို့ခဲဘဲနို့ခဲအချိုမုတ်ဖြစ်တာမလို့အရင်ဆုံးပဲမုတ်တစ်ခွက်ကိုစကားတိုက်ချပေးပါပြီးရင်တော့တေအိုးပူပေါ်ကိုထောပတ်တစ်ဖန်ခွက်ထည့်ပေးပြီးအခုနောက်ကပဲမုတ်တွေအလုံးထည့်ပြီးတော့မှွေပေးလိုက်ပါရှင်ဒီနေရာမှာမှွေပေးရင်တော့မီးကိုအေးလေးနဲ့မှွေပေးရပါမယ်မီးပြင်းရင်တူးပြီးတော့ကတ်နိုင်တာမလို့မကတ်တဲ့အိုးလေးကိုအသုံးပြုပေးပါအနေတော်လေးရလာရင်တော့ပဲနစ်တီထဲကိုနှုတ်မောက်၄ခွက်လောက်ထည့်ပြီးမှွေပေးလိုက်ပါပြီးရင်တော့အဲ့ဒီအိုးကိုမီးဖို့ပေါ်ကနေချထားပြီးအေးခန့်ထားပေးပါရှင်နောက်ပြီးရင်တော့တကြားရည်ပြုလုပ်ဖို့တကြားတစ်ဖန်ခွက်ကိုရေတစ်ခွက်နဲ့စားတူရောပြီးတော့ဗနီလာအနက်မုတ်လေးကိုထည့်ပေးလိုက်ပါနော်မထည့်လေရတာမလို့ကြော်လိုက်လို့ရပါတယ်ရှင်တကြားရည်လေးတွေကိုမီးအေးနဲ့တဲထားပြီးညောင်စည်းကျလာရင်တော့အခုနောက်ကပဲနစ်အိုးတွေကိုထည့်ပေးကအပြင်မှာတင်ခပ်ဖွားဖွားလေးပြစ်နစ်ပြီးရောတော့အောင်နှိပ်ပေးပါရှင်ပြီးရင်တော့အရသာတွေစိတ်ဝင်နေပြီးမို့ပုံသွင်းဖန်ခွက်ထဲမှာထည့်ဖို့အတွက်ခွက်ကိုစီတုပ်ပေးပြီးပဲနစ်တွေကိုထည့်ပေးလိုက်ပါနောက်တော့တော်ပင်လေးတွေဖြစ်တဲ့အစိမ့်ဆန်လေးတွေကိုဖြူပေးပြီးအေးခန့်ထားပေးပါရှင်ပြီးရင်တော့မုတ်လည်းရလာပြီဆိုတော့လိုတလိုလေးလှိဖြတ်ပြီးရောင်းတန်းဝင်မှုံမွေးစိမ့်စိမ့်ဘဲနို့ခဲလေးရလာပါပြီနော်အမေရီလည်းမများလို့တေချာလေးလိုက်လုံစားကြည့်ကြပါရှင်နံပါတ်2ရိုးရလက်တူးမုတ်လုံနီဒီအစားအစာကတော့အိန္ဒိယရဲ့နာမည်ကြီးအစားအစာတစ်ခုဖြစ်ပါတယ်လုံနီလေးကတိတ်ကိုရိုးရှင်းပြီးတော့လုံးဝလည်းလွယ်တာမလို့ကျမနဲ့တူတူလိုက်လုံစားကြည့်ရအောင်နော်အရင်ဆုံးချိုချိုစိမ့်စိမ့်လက်တူးမုတ်လေးတွေလုပ်ဖို့အတွက်ပဝင်ပစ္စည်းတစ်ခုဖြစ်တဲ့ကွာစီအစ်စ်ကိုမီးဖို့ပေါ်မှာလှော်ပေးလိုက်ပါလှော်ထားလေးရလာရင်တော့မီးဖို့ပေါ်ကချပြီးအေးခန့်ထားလိုက်ပါရှင်ပြီးရင်တော့ထောပတ်တပကန်ကိုထည့်ပြီးပါထောပတ်ကိုဇွန်းမမောက်ခတ်ထည့်ရင်လည်းရပါတယ်နော်ပြီးရင်တော့တကြားကိုတပကန်ထည့်ပြီးရုံးမှွေပေးပါမှွေတာ3မိနစ်လောက်ရောက်ရင်တော့ဂျုံမုတ်ခွက်ကြီးတစ်ခွက်ကိုထည့်ပေးလိုက်ပါ9မိနစ်လောက်မှွေပေးပြီးရင်တော့ထောပတ်တစ်ခွက်ကိုထပ်ထည့်ပြီး10မိနစ်15မိနစ်ခန့်အချိုးချသွားအောင်ထပ်မှွေပေးလိုက်ပါရှင်ပြီးရင်တော့နွားနို့တစ်ခွက်ကိုထည့်ပြီးနှံ့ဆအောင်မှွေပေးပြီးရင်တော့မီးအေးလေးနဲ့အတူပကံတစ်ခုထဲမှာထည့်ပေးလိုက်ပါနောက်ဆုံးမှာတော့တကြားကိုလူတလိုလေးထည့်ပြီးခုနကလှော်ထားတဲ့ကွာစီတွေကိုပါထည့်ကောင်းနှံ့ဆအောင်ထပ်မှွေပေးလိုက်ပါရှင်အဲ့လိုတွေပြီးရင်တော့လက်တူလုံးလေးတွေကိုလှုပ်ပြီးရောင်းတန်းလဲဝင်စားလို့လည်းအဆင်သင့်ရလာပါပြီနော်ချိုချိုစိမ့်စိမ့်နဲ့အကောင်းဆုံးလက်တူမုတ်လုံးလေးရလာခဲ့ပါပြီရှင်နံပါတ်3မန္တလေးထိုးမုတ်လုံးနီကဲဒါကတော့ဈေးကြီးပေးပြီးဝယ်စားစရာမလိုအောင်အီဆက်ညံ့ညောပြီးတော့စားလို့သိတ်ကောင်းနေမှာအသေးချပါပဲအရင်ဆုံးထိုးမုတ်လုပ်ဖို့အတွက်ကောင်းကြီးမုတ်ကိုလိုတလောက်ရေတဖန်ခွက်နဲ့မှွေပြီးတော့ခဏထားပေးလိုက်ပါမိဖို့ပေါ်မှာတော့အိုးရဲကိုတကြားလက်ဖက်စားစွန်းရှစ်စွန်းခန့်ကိုထည့်ပြီးတော့ရေအနှဲငယ်နဲ့မှွေပေးလိုက်ပါရှင်ပြီးရင်တော့ထောပတ်လေးထည့်ပြီးမီးအေးလေးနဲ့9မိနစ်လောက်ထပ်မှွေပေးလိုက်ပါနောက်တော့အစိမ့်ဆန်လေးတွေကိုကိုကြိုက်တဲ့သက်သက်လောက်လေးထည့်ပြီးထပ်မှွေလိုက်ပါရှင်ပြီးရင်တော့ပကံတစ်ခုထဲမှာစီလေးနဲ့ငယ်တုပ်ပေးပြီးအုံသီးဆန်လေးတွေဖြူကထုံးမုတ်လုပ်ဖို့အတွက်ပုံသွင်းပေးလိုက်ပါနော်ကောင်းကြီးမုတ်ချိုလေးအေးခန့်လို့ရလာရင်တော့စားလို့ကောင်းပြီးဤတုံတုံလေးနဲ့ရှားပေါ်ပြုံးဝင်စေမဲ့ထုံးမုတ်လုပ်နည်းလေးရလာပါပြီရှင်အချိန်ကုန်ငွေကုန်သက်သာစေမဲ့မော်လုပ်နည်းတွေအတွက်ကျမတို့ရဲ့ page ကို like and follow လုပ်ပြီးအားပေးကြပါဦးနော်အားလုံးကိုကျေးဇူးတင်ပါတယ်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ